ဒီကျမပြုလုပ်တဲ့ဒီသတင်းစာရှင်းလင်းပွဲကတော့ကျွန်တော်တို့ဒီ3ရက်တာတော့ကျမပြုလုပ်ခဲ့တဲ့ဒီငင်းငယ်ကြီးမြို့ပေါ်ပွဲနဲ့ကွန်ပျူတာတဲ့ကြီးကိုအောင်မြင်ခဲ့ရတယ်ပြီးတော့အင်ဂျင်တာယာမှာပြောတဲ့နိုင်ငံတော်သိစီလို့သုံးသက်ဆွေးနွေးပွဲဒီ Peace Forum မှာအကြောင်းအရာများရှင်းလင်းပြောကြားတော့တာဖြစ်ပါတယ်ဒီ Peace Forum ကျမပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုလည်းကျွန်တော်တို့လည်းရှင်းပြပါပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိပကတိအခြေအနေနဲ့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးရေးရုပ်ောက်ပွဲကျင်းပနိုင်ရေးတို့အတွက်လက်နက်ကိုင်အဖွဲ့အစည်းများအပြင်နယ်ပယ်ကဏ္ဍအသီးသီးကထေမောကြော်ကြားသူတွေပြည်ရင်းပြည်ပမှသိပညာရှင်တပ်ပညာရှင်တွေအစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများနဲ့ပြည်ရင်းအဖွဲ့အစည်းများသတင်းမီဒီယာများဒီစတဲ့ကဏ္ဍအသီးသီးကတက်ရောက်လာကြသူများကအမြင်သဘောထားတွေအတွေ့အကြုံတွေပြဝေခဲ့ကြပြီးတော့ကျွန်တော်တို့လွတ်သဘောဆွေးနွေးခဲ့ကြတဲ့ရရှိလာတဲ့အကြံပြုချက်တွေကိုကျွန်တော်တို့ငြိမ်းချမ်းရေးရွေးကောက်ပွဲနဲ့နိုင်ငံစည်းဝေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆောင်ရွက်သင့်သူများဆက်လက်ကြိုးပမ်းအကောင့်တွေပေါ်ဆောင်ရွက်သွားရန်ရည်ရွယ်ပြီးတော့ဆောင်ရွက်လက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဒီ Peace Forum ရဲ့ aims ကိုတော့ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲများသည့်စီးလုံးညီညွတ်သောမြန်မာနိုင်ငံတော်တည်ဆောက်ရန်အတွက်အခြေခံအုတ်မြစ်များဖြင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့တည်ငြိမ်အေးချမ်းရေးပေါ်ညီတို့ထောက်ကူပြုနိုင်ရေးဆိုပြီးဗုဒ္ဓလာဆန်းစစ်ပြီးအားလုံးပါဝင်တဲ့ဆွေးနွေးပွဲများနဲ့ယူဝါမြောက်ဥပ္ပောက်ဆောင်ရွက်မှုကိုအားပေးမြစ်တွေကပြည်သူကိုဗဟိုပြုသောခိုင်မာတဲ့လမ်းကြောင်းများကိုဖော်ထုတ်ရန်ဆိုပြီးတော့သတ်မှတ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒီ Peace Forum ကွန်မန်ခန်းနာမှာတော့ကျွန်တော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်တွေပြည်တော်စုဝန်ကြီးများတပ်မတော်မှအရာရှိကြီးများနိုင်ငံရေးပါတီများတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများငြိမ်းချမ်းရေးတွေပါဝင်ဆောင်ရွက်ခဲ့သူများဝန်ကြီးဌာနများနဲ့အဖွဲ့အစည်းပြည်သူမှညွှန်ကြားရေးမှုချုပ်များပေါမောက္ခများနဲ့ပါဝင်တဲ့သူများအသင်းအဖွဲ့များအစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများအစိုးရမဟုတ်သောပြည်တွင်းအဖွဲ့အစည်းများနဲ့နိုင်ငံခြားသံတမန်များဒေသသူဖြစ်တပ်သူများမှပါမောက္ခများကျောင်းသားကျောင်းသူများနဲ့ပြည်ပနိုင်ငံများဖြစ်သောထိုင်းတရုတ်အိန္ဒိယရုရှားအီတလီတို့မှဧည့်သည်တော်ပညာရှင်12ဦးပါစုစုပေါင်း352ဦးနဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ငြိမ်းချမ်းရေးဖိုရမ်ကိုတော့ကျွန်တော်တို့စုစုပေါင်း250ဦးနဲ့59ဦးနဲ့ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဉ်တဲ့အနေနဲ့ကတော့နိုင်ငံခြားပညာရှင်တွေကတော့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲအလို့ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာအခွင့်အလမ်းများပဋိပက္ခအပြီးပြန်လည်တည်ဆောက်ရေးနဲ့သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးဆိုင်ရာတို့နဲ့ပတ်သက်ပြီးကိုင်တွယ်ဖြေရှင်းရမယ့်လမ်းစဉ်များကိုဆွေးနွေးသွားခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ဒီပြည်တွင်းပညာရှင်များလည်းကတော့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနိုင်ငံတော်တည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ပူးပေါင်းဆောင်ရွက်ရမယ့်နည်းလမ်းများဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးမှာငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုထောက်ပံ့ပြုနိုင်တဲ့နိုင်ငံတကာအတိုက်အဝင်များ၏အခမ်းကဏ္ဍလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များနဲ့လူမှုစီးပွားဘဝစိန်ခေါ်မှုများကိုကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက်မဟာဗျူဟာများဖော်ထုတ်ခြင်းမြန်မာနိုင်ငံရဲ့အနာဂတ်ဟာပထဝီနိုင်ငံရေးဆိုင်ရာရှုထောင့်အမျိုးမျိုးနဲ့ဆက်နွယ်သက်ရောက်မှုရှိပုံကိုလေ့လာဆန်းစစ်ပြီးတော့အသွင်ကူးပြောင်းရေးမှာဆက်လက်ကျင့်သုံးတဲ့နည်းဗျူဟာများကိုဖော်ထုတ်ခြင်းတို့ကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ဒီဖိုရမ်မှာဆွေးနွေးမှုရဲ့ပထမနေ့မှာတော့နိုင်ငံသားပညာရှင်များနဲ့တက်ရောက်လာကြသူများကကျွန်တော်ဒီခန်းမတစ်ခုတွဲပါပဲပူးပေါင်းပြုလုပ်ခဲ့ပြီးတော့ဒုတိယနေ့နဲ့တတိယနေ့မှာတော့အဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ပြည်တွင်းပညာရှင်များနဲ့တက်ရောက်လာသူများကဆက်လက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ဒီ Peace Forum မှာဆွေးနွေးမှုရရှိတဲ့အကြံပြုချက်များနဲ့များစွာရရှိခဲ့ပါတယ်ကျွန်တော်ဒီ Forum ကိုဆောင်ရွက်ခြင်းဖြင့်ကျွန်တော်ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာကဏ္ဍအသီးသီးမှဖေမော်ကြော်ကြားသူတွေပြည်တွင်းပြည်ပအသိပညာရှင်အသက်ပညာရှင်များမှပုံမူအာရုံစိုက်ပါဝင်လှုပ်ဆောင်လာနိုင်ခြင်းကိုတွေ့ရှိရပါတယ်အကြံဖက်လုပ်ရများကြောင့်ငြိမ်းချမ်းရေးကိုမရနိုင်တဲ့ပြည်စုံဆွေးနွေးထင်ရှားခြင်းတည်တာရေရှည်တည်တာခံရတဲ့ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှုလူထုအကြားအပြည့်အမြင်များတိုးပြည့်ရရှိလာနိုင်မှာဖြစ်ပါတယ်ဆွေးနွေးပွဲများမှာနိုင်ငံရေးစီးပွားရေးဆိုင်ရာနဲ့ပတ်သက်ပြီးပုံမကောင်းမွန်အောင်ဆောင်ရွက်သွားနိုင်တဲ့ဖော်ထုတ်ရရှိချက်များကိုကျွန်တော်တို့ရည်တူရည်ရှိလုပ်ငန်းစဉ်များချက်မှတ်အကောင့်တွေပေါ်ဆောင်ရွက်သွားနိုင်ပြီဖြစ်ချင်းစတဲ့အကျိုးကျေးဇူးများကိုကျွန်တော်တို့ရရှိခဲ့ကြပါတယ်ဒီနေ့ဒီလေးမီဒီယာများအနေနဲ့ငြိမ်းချမ်းရေးဖိုရမ်မှာဆွေးနွေးခဲ့တဲ့ခေါင်းစဉ်အကြောင်းအရာများနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံအကျိုးစီးပွားအတွက်အပြုသဘောဆောင်မဲ့သိရှိလိုတဲ့မိန့်ခွန်းများကိုမိန့်ကြားသွားဖို့ပဲဖြစ်ပါတယ်
မြန်မာတော့တင်ဌာနကအေဂျာချုပ်ပေါ်မှာကျွန်တော်မေးလို့တာဒီဖိုရမ်ရနေပြီးတော့ဒီလက်ရှိ NSPNC အနေနဲ့ဘာလို့ပြောနေတာလဲပြောနေတာတော့ရရှိတာနော်ဒါလေးကျွန်တော်ဖြေပြဟုတ်ကဲ့ကျွန်တော်တို့ဒီငင်းငင်းဖိုရမ်ကိုကျွန်တော်ဒါဒုတိယအကြိမ်လို့ပြောမှာပေါ့နော်ကျွန်တော်ဒီရှေ့မှာတော့ပြီးတော့2025ကိုကျွန်တော်တို့ကျင်းပပြုလုပ်ခဲ့ပါတယ်ဒီကနေပြီးတော့ကျွန်တော်တို့ဒီတွေ့ဆုံဆွေးနွေးမှုတွေဒီငင်းငင်းဖိုရမ်တွေကိုတော့ဆက်လက်ဆောင်ရွက်ပေးစီစဉ်နေဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ခေါက်တော့ဒီပြောကြချက်ပေါ်မူတည်ပြီးတော့ဒီနေ့ဖိုရမ်ကိုကျွန်တော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီလိုဆောင်ရွက်ခြင်းဖြင့်ကျွန်တော်တို့ဒီဖိုရမ်ကနေပြီးတော့ဘာတွေဆက်လက်ဆောင်ရွက်နိုင်မလဲဆိုတော့ခုတက်ရောက်လာတဲ့အလှော်သီးသီးကကျွန်တော်တို့အတန်တွေကျွန်တော်တို့ကြားရပါတယ်တက်ရောက်လာတဲ့အလှော်သီးသီးရဲ့အကြံပြုချက်တွေသိရှိပြီးတော့ကျွန်တော်ဒီနိုင်ငံတော်ရဲ့အခုလက်ရှိလက်တော်ဆောင်ရွက်မဲ့ရွေးကောက်ပွဲပြီးတော့ကျွန်တော်တို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဒီစတဲ့အခက်အခဲတွေမှာကျွန်တော်တို့ကဒီအတန်ပေါင်းစုံကနေပြီးတော့ဒီနိုင်ငံအကျိုးစီးပွားအတွက်ဖြစ်ထုံးမဲ့အကြံပြုချက်တွေကျွန်တော်တို့အမှတ်သားထားရှိပြီးတော့ဆက်လက်ဆောင်ရွက်သင့်သူများကိုအကောင့်တွေပေါ်ဆောင်ရွက်သွားဖို့အတွက်ဒီလိုစတဲ့အကျိုးကျေးဇူးတွေကျွန်တော်တို့ရရှိခဲ့ပါတယ်နောက်တစ်ခုကလည်းကျန်တဲ့AA တို့ဆောက်ရတဲ့ TNL တို့အဲ့လိုဇနက်ကိုင်ဖွဲ့ပြီးတော့ဖိတ်ကြားခဲ့တဲ့ရှိလားဒီမပါဘူးလို့ဟုတ်ကဲ့ကျွန်တော်တို့ဒီဖိုရမ်ကြီးကျင်းပဖို့အတွက်အားလုံးကျွန်တော်တို့တိုင်းသားနိုင်ငံတိုင်းအဖွဲ့ပေါင်းမျိုးစုံနဲ့ကျွန်တော်တို့အကုန်လုံးဖိတ်ကြားခဲ့တာရှိပါတယ်တို့ဘယ်လိုအကြောင်းပြန်နေလဲကျွန်တော်တို့ဒီတက်ရောက်တဲ့လူပေါ်ပါပဲကျွန်တော်တို့ဒါဟိုလက်ရှိတက်ရောက်တဲ့လူတွေပဲကျွန်တော်တို့ကအခုနဲ့ပဲဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော် voice on မြန်မာမီဒီယာပြည်လာတော့ဒီထဲမှာကျွန်တော်တို့အကြမ်းဖျင်းယူအောင်ပဲလုပ်တော့မယ်ကျွန်တော်တို့ဒီမီဒီယာတွေလေးတိုင်းပိုင်ခွဲတာလည်းရှိတာတော့မှန်ဒါပေမဲ့ကျွန်တော်အတွေ့အကြုံရတော့ရင်ကျွန်တော်2020ခုနှစ်ကအေးရဲ့ပြောဆိုကြည့်သူဥက္ကဋ္ဌကလည်းအင်တာဗျူးလို့ကျွန်တော်50က52ကနဲ့တင်လိုက်ပို့ခဲ့တဲ့အထိကျွန်တော်ရေးယူထားပါတယ်ဒီအချိန်ဒီမှာကျွန်တော်တို့အပါအဝင်လွတ်တော်ကိုယ်စားလှယ်လောင်းတွေကမဖြစ်မနေဒီဘက်နဲ့ကြီးလို့ရမယ်အချို့ကိစ္စတွေရှိလာတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဥပဒေကြောင်းအရညီစွမ်းနိုင်တဲ့အခြေအနေတွေရှိတယ်လားဘယ်လိုများပါပဲပြီးနိုင်လဲဆိုတော့သိချင်ပါတယ်ကျွန်တော်မျိုးလေးပြန်ပြီးတော့ပြီးလို့ကျွန်တော်တို့ဒီမီဒီယာတွေအပါအဝင်လွတ်တော်ကိုယ်စားလှယ်တွေကဒီမတည်ငြိမ်တဲ့ဒေသတွေမှာရှိတဲ့လက်နက်ကိုင်တွေဖွဲ့တွေပိုင်းနဲ့ဆွေးနွေးဆက်သွယ်တဲ့အခါမှာကျွန်တော်တို့ဂျန်ဖက်မှုတိုက်တဲ့ဥပဒေကိုမတရားသင်းဆက်သွယ်တဲ့ဥပဒေတို့နဲ့ညီစွမ်းနိုင်ပါလားကျွန်တော်တို့ရောအားပဲပေးနိုင်မှာလားခင်ဗျာကျွန်တော်တို့လက်ရှိအချိန်မှာတော့ကျွန်တော်ငင်းကြရုပ်အဓိကကျွန်တော်တို့လေးထားပြီးတော့ကျွန်တော်တို့ NSPNC နဲ့ဆောက်ရနေတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့လည်းဆက်သွယ်ပြီးတော့ဆောက်ရရမယ်လူတွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကကျွန်တော်တို့နဲ့ဆွေးနွေးပြီးမှပဲဆောင်ရွက်ကြတာဖြစ်တဲ့အတွက်ဒီမှာတော့ကျွန်တော်တို့နဲ့ဆက်သွယ်ဆွေးနွေးဆောင်ရွက်မှလည်းများတော့ဘာမှကျွန်တော်တို့ခုနပြောတဲ့ဘာပေါ့နော်ဒီပေါ်မှာဥပဒေမဲ့ခြင်းမဖြစ်နိုင်ဘူးဆိုတာလေးတော့ကျွန်တော်တို့ပြန်ပြောလိုပါတယ်ဖြစ်ပြောပေးမယ်နော်ကျွန်မဖြစ်ပြောပေးမယ်အဲ့တော့ကျွန်မဆွေးနွေးပွဲတစ်ခုမှကြားလိုက်တယ်ပေါ့နော်ဒီလိုမျိုးစက်ကွန်တက်ကိစ္စရွေးကအထူးသဖြင့်ရွေးကောက်ပွဲကာလတွေမှာသတင်းမီဒီယာအနေနဲ့ရောပေါ့နော်နိုင်ငံရေးပါတီဒီထဲမှာရှိတဲ့ပါတီတွေကိုမဖြစ်မနေပေါ့နော်လက်နက်ကိုင်အုပ်စုတွေနဲ့ပေါင်းလက်တွေ့ပြည်ပြည်မှာပေါ့ပူးပေါင်းပြီးဆောင်ရွက်ရမှာရှိတယ်ပေါ့နော်အထူးသဖြင့်ဒီလက်နက်ကိုင်အင်အားစုတချို့ထိန်းချုပ်ထားတဲ့တရားဝင်ဖြစ်စေတရားမဝင်ဖြစ်စေပေါ့နော်ထိန်းချုပ်ထားတဲ့ဒေသတွေမှာဆိုလို့ရှိရင်ပြည်သူကိုဒါပညာပေးဖို့လုပ်ငန်းတွေမဖြစ်နေနိုင်ငံရေးပါတီတွေလုပ်ရမယ်။ဒါကြောင့်မလို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စက်ကွန်တစ်ပေါ့နော်ဒီမတရားအသင်းနဲ့ဆက်သွယ်တဲ့ဒီဥပဒေပေါ့နော်အဲ့ဒီစက်ကွန်တစ်ကိုရုပ်သိမ်းပေးဖို့ဆိုပြီးတော့တိုင်းမှာအစုဖွဲ့ချို့ကတင်ပြထားတာတွေကျွန်မတွေ့တယ်ပေါ့နော်။ဒါပေမဲ့ခုန recommendation တွေစုတဲ့အဲမှာကတော့အဲ့ဒါကျွန်မမတွေ့နိုင်ဘူး။ဒါကြောင့်မို့ကျွန်မသတိရတယ်ကျွန်မ
NSPNC အတွင်းရေးမှူးကိုကျွန်မဒါဒီအကြောင်းပြောပါမယ်ဒီဟာကအရေးကြီးတဲ့ကိစ္စဖြစ်တယ်ဒါကြောင့်မလို့ဒီဟာလေးကိုလည်းဒါလူကြီးတို့တင်ပြမယ် recommendation နဲ့မှာထည့်ပေးဖို့ပေါ့နော်အစိုးရဘက်ကဒီရွေးကောက်ပွဲကအနည်းဆုံးတော့ရွေးကောက်ပွဲကာလမှာရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက်ပြီးတော့မတရားသင်းနေတဲ့ဆက်သွယ်နေမြန်းမှုမျိုးတွေလုပ်အပ်မယ်လေဒါလိုအပ်မယ်အဲ့တော့လိုအပ်တဲ့ဒီလိုကိစ္စတွေကိုတော့ချွင်းချက်နေနဲ့ခွင့်ပြုပေးဖို့ပေါ့နော်ဒါမှမဟုတ် NSPNC ကတစိနေမြန်းတာမျိုးတွေပေါ့နော်ဒါမျိုးတွေ NSPNC ကိုဒီလိုဆက်သွယ်ပြီးတော့နေမြန်းထားပါတယ်ဆိုတဲ့အားကိုသတင်းပို့ပြီးတော့ဘယ်မှာဆက်သွယ်နေမြန်းတာမျိုးတွေလုပ်နိုင်ရင်တော့ဒါမဖြစ်နိုင်ဘူးဒါပေါ့နော်ဆိုတာကျမတို့ဒါမေးကြည့်ပေးပါမယ်ပေါ့နော်ဒီအထူးစီစဉ်တဲ့အနေနဲ့ပေါ့နော်အမှန်ကတော့ဥပဒေဆိုတာတော့ကြောသားရင်ကမခွဲကြဘူးအချိန်မခွဲကြဘူးလေနော်ဒါတော့ဥပဒေကိုကျူးလွန်ရင်တော့ဒါဥပဒေတိုင်းပဲသွားမှာပဲဒါပေမဲ့အခုကမကြခင်မှာရွေးကောက်ပွဲကိုတာဝန်တဲ့ဥပဒေဆိုတာလည်းထွက်လာနေတယ်ပေါ့နော်အဲ့တော့ထွက်လာတဲ့အခါဒီမှာသတင်းမီဒီယာတွေဘယ်လိုကာကွယ်ပေးမဲ့အစီအစဉ်ရှိလဲဆိုတော့ကျွန်တော်တို့ကသိနေပေါ့တကယ်လို့ဒါသတင်းမီဒီယာတွေကိုကာကွယ်ပေးမဲ့ပုံမှန်တွေများဒီဥပဒေမှာပါနေခဲ့မယ်ဆိုရင်ဒါနောက်ဥပဒေဒီရှေ့ကဥပဒေကိုတွန်းမှုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ခွင့်တဲ့အရေးကြီးလို့မရပါဘူးတော့ဒါကတော့ကျွန်မနားလည်ထားတဲ့ဥပဒေရဲ့ပေးလို့သဘောတရားပဲပေါ့နော်ဒါကြောင့်မလို့ကျွန်မတို့ရွေးကောက်ပွဲကိုကာကွယ်တဲ့ဥပဒေကိုတော့ကျွန်မတို့တစ်ချက်စောင့်ကြည့်ဖို့လုပ်မယ်ပေါ့နော်ဟုတ်ကျွန်တော် BBC ရပါဗျာကျွန်တော်ဒီချင်တာတော့ဒီ program မှာအခုဆွေးနွေးတဲ့အောက်ဖက်တွေပေါ့နော်ချက်လက်တွေရရင်ပြရပါတယ်အဲ့တော့အဲ့လိုချက်လက်တွေကပရိချက်လောက်အထိပေါ့နော်ဒီဆွေးနွေးတဲ့ပရိချက်ကအတီးယူနိုင်ခဲ့တယ်ပြီးတော့အဲ့ဒါကပေါ့တကယ်ဒီမှာတော့ကောင်းတယ်ပေါ်နိုင်တဲ့အစီအရာတော့လုံးမှာဘယ်လိုဆက်လုပ်နိုင်ပေါ့နော်ဆိုတော့ကိုယ်တိုင်လုပ်တဲ့အခုအားတဲ့ခြားပဲဒီမှာ galleries အောက်ပေါ်နေတဲ့အခါဆိုတော့ဒီမှာကဒီလိုကအဲ့အကျိုးရမခံစားအဲ့တော့ဒီလိုမျိုးလုပ်တာလည်းကောင်းတယ်ဒီလက်တွေ့နဲ့တန်ပြီးတော့ဒီမှာလုပ်နေလို့ရှိရင်အများကြီးဆွေးနွေးမှာလို့ဘယ်လိုပုံစံမျိုးဆက်လုပ်လာမလဲဆိုတာလေးသိချင်ပါတယ်ဗျာဥပမာငင်းငင်းလေးဆိုရင်ငင်းငင်းလုပ်တဲ့ဆက်မှာဘယ်လိုဆက်လုပ်ရအောင်ပေါ့နော်ဒီလိုတော့ဒီကောက်ကောင်တွေကကျမကြီးကိုဘယ်လိုခံစားရလဲအစီအစဉ်ဆက်လုပ်နေဆိုတာတွေ့ပြီးဆွေးနွေးရပါလားဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ပြုလုပ်တယ်เนาะဒီ peace program ဆိုတော့ကျွန်တော်တို့ဒီအလွန်ပေါင်းစွာလေးတက်ရောက်ပြီးတော့အမြင်တွေပေါ့မိမိရဲ့အမြင်မိမိရဲ့ပြောချင်တာတွေကိုကျွန်တော်တို့ပွင့်လင်းမြတ်သားစွာနဲ့ပြောဆိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပြောဆိုဆွေးနွေးနေမှကျွန်တော်တို့ဒီအများနေပြီးတော့နားလည်ပြီးတော့အများနေပြီးတော့ကျွန်တော်တို့လက်ခံတော့တဲ့အကြံပြုချက်ဆိုတော့ဖြစ်ပေါ်လာတာပေါ့ဒီအကြံပြုချက်တွေကလည်းကျွန်တော်တို့အခုစုစည်းထားတာအကြံပြုချက်တွေစုစည်းထားတာဖြစ်ပါတယ်ဒီအကြံပြုချက်တွေကလည်းကျွန်တော်တို့ကဒီခုလက်ရှိနေတဲ့ကျွန်တော်တို့ဒီခစ်စနစ်ပေါ့နော်နိုင်ငံရေးစနစ်နဲ့အညီပေါ့လှုပ်ထိုက်တဲ့အရာတွေဆိုရင်တော့လေကျွန်တော်တို့ကဒါလေးပေါ်မှာဒါအကောင့်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့တော့ recommendation တွေတော့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကလှုပ်ထိုက်တာတွေကိုတော့ဆက်လက်ဆောင်ရွက်သွားဖို့ဒါလိုအပ်တာပဲဖြစ်ပါတယ်ဒီမှာရှားရှိတယ်လို့များတော့ဖြစ်ပြောလိုက်မယ်နော်နောက်မျိုးတွေမပြောတော့ဒီလေးပုံပဲပြောဒီမျိုးမှာကောင်းတဲ့တော့တာပေါ့အဲ့ဒီကိုသိစိန်ဆိုရတက်လာပြီးတော့ဒီလိုမျိုးဆွေးနွေးပွဲတွေအများကြီးဖြစ်ခဲ့တယ်နိုင်ငံမှာပေါ့နော်ထောင်ချီတဲ့ဆွေးနွေးပွဲတွေဖြစ်တယ်ကျမအနည်းဆုံးတော့ရာချီတယ်ကျမရဲ့ဆွေးနွေးပွဲတွေကမထင်တယ်300တော့ရှိတယ်ပေါ့နော်ဒါအိမ်မှာရှိတယ်အဲ့တော့ဆွေးနွေးပွဲအတွေ့အကြုံတွေရခုနပြောလို့ပဲပေါ့နော်ကိုထင်နိုင်စောလို့ပြောသလိုပဲဆွေးနွေးပြီးသွားအဲ့ recommendation ကပြီး pitmite ချင်းနဲ့ရောက်သွားတာပေါ့နော်ဒါဆိုတော့ကျမကတော့ဆွေးနွေးပွဲကဘာကရှင်းနေပြီဆိုတဲ့အခါကျတော့အစလည်းရကျမတို့က recommendation 15ချက်တည်းမပို့ပါဖြစ်နိုင်တဲ့ recommendation ကိုပဲကျမတို့တင်တယ်ဆိုပြီးတော့ကျမအနေနဲ့ကျမတို့ဖေရတော့ခုနကကျမတင်ပြခဲ့တဲ့အတိုင်းပဲရွေးကောက်ပွဲအတွက်ကို4ချက်ပဲနေနဲ့ peace and development အတွက်ကို6ချက်ပဲတင်တယ်ကျမ10ချက်ကိုလည်းကျမရေးပြီးတဲ့အခါမှာကျမသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်နဲ့ညှိနှိုင်းတယ်ဖြစ်နိုင်တဲ့အားပဲကျမတင်တယ်ဖြစ်နိုင်တဲ့အားဖြစ်ဖွယ်ရာရှိတဲ့အားပဲပေါ့မဟုတ်လို့ရှိရင်တင်မှုဆိုပြီးတော့စကလုံးကအစအငင်းပွားမှုတချို့ရှိရတယ်ပေါ့နော်
ဒီလိုမျိုးကြီးဆိုတော့ကောင်းဒီလိုဆိုရင်တော့ကောင်းမယ်ဒါတော့ဖြစ်နိုင်တယ်ဒါမှမဖြစ်နိုင်ဘူးဆိုအဲ့ဒီလိုတစ်စတာပြည်နိုင်နိုင်ပြီးတော့မှကျမတို့ဖေကတော့ထုတ်တယ်နောက်ပြီးတော့ကျမရဲ့ recommendation လည်းမဟုတ်ဘူးအစလည်းဒေါ်မျိုးရဲ့ recommendation ဖြစ်မှာဆိုတော့ collective ကျမတို့က recommendation ဖြစ်တယ်ဒါတောင်းတယ်ပြီးတော့ဒီကုန်းချုပ်မှာလည်းကျမထပ်ပြောတယ်ကျမရဲ့တင်ပြချက်တွေကစာရွက်ပေါ်မှာပဲထားတာမလို့ချင်ဘူးဥပဒေနဲ့ဖြည့်ရှင်းသွားတယ်စာရွက်ပေါ်မှာလည်းထားတယ်ဒါတွေ implementation အဆင့်ချမဖြစ်နေလုပ်မယ်လို့ဆိုတော့ကတိပေးတာရှိကျမတို့အဲ့ကတိကိုယုံကြည်တယ်လူတစ်ပြင်ကျမတို့ဒီမှာဆိုဖွဲ့စည်းပုံချိန်ကားဦးပြန်ပြင်ဖို့အတွက်ဖွဲ့စည်းပုံချိန်ကားဦးတွေကိုတိုင်းသားအခွင့်အရေးတွေကိုအမှတ်ခံတဲ့ပေါ့နော်ကျမတို့လူ့အခွင့်အရေးစံချိန်မီတဲ့ပေါ့နော်ဒါနိုင်ငံသားအခွင့်အရေးတွေပေးချစေမဲ့ဖွဲ့စည်းပုံချိန်ကားတစ်ခုပေါ်ပေါက်လာရေးအတွက်ပြည်ထောင်စုငြိမ်းချမ်းရေးဒေသမျိုးပေါ့နော်ဒါမျိုးတရက်ကိုခေါ်ပေးဖို့ဆိုတဲ့အစီအစဉ်မျိုးပေါ့ဒါတွေကနောက်တစ်ခါငြိမ်းချမ်းရေးကအစိုးရကပဲဥဆောင်ပြီးငြိမ်းချမ်းရေးလုပ်မယ်ဆိုလို့ရှိရင်အစိုးရနဲ့ပြည်နယ်မှာတင်တယ်မတင်တဲ့အုပ်စုတွေဒါတော့အခင်းရမယ်ဒါကြောင့်မို့ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဖွဲ့ဆိုတာလိုတယ်ပေါ့နော်ဒါကဘာမှကြည့်နေတဲ့ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဖွဲ့ကိုဖန်ဆီးပြီးတော့ဒီငြိမ်းချမ်းရေးကိစ္စတွေကိုဆောင်ရွက်နေတယ်ဒါတွေကနည်းနဲ့ဖြစ်လာမယ်လို့တော့ရှုံကြည့်တယ်ပေါ့နော်ကျွန်မဆိုရင်ဒီ10ချက်မှာအနည်းဆုံးတော့10ချက်မှာ9ချက်ကတော့ကျင်းသိ3လအတွင်းဖြစ်လာမယ်လို့ကျွန်မယုံကြည်ပါတယ်ဆိုဒီစွမ်းပါလုံးလို့ရတယ်အလုံးပေါင်းကတော့အောက်ခံအဖြစ်အလုံးပေါင်းကတော့အချက်တရားပြောရတယ်ဖွဲ့တိုင်းဆွေးနွေးထားတဲ့အချက်တွေဆရာမတို့တက်ခိုင်ဥဆောင်တဲ့အဖွဲ့ကရတယ်ဒေါက်တာမင်းနိုင်ဒေါက်တာဘူချုပ်ကြီးမင်းနိုင်ဆွေးနွေးထားတဲ့အဖွဲ့ကရတယ်ဥဆောင်မှုအတိအကျကနေပြီးတော့သူ့လိုက်တဲ့အချက်တရားပြောရတယ်ဒီတရားကိုအကောင်လုံးကတော့ခေါင်းဆောင်ကြီးကိုအလုပ်တင်ပြနိုင်မှာမဟုတ်ဘူး။အားကြောင့်လဲဆိုရင်ခေါင်းဆောင်ကြီးဆိုတာကအလုပ်များတဲ့အတွက်တော်တော်ရှင်းရှင်းနဲ့ပဲတင်ပြမှာပြီးတော့မှအတွင်းမှုကပြောတာရှိတယ်။တမန်တော်သိစိန်ရဲ့ထက်မှလည်းလုံးဝအကောင်ဖြစ်မပေါ်တာတော့မဟုတ်ဘူး။မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးကတော့တမန်တော်သိစိန်တက်လာပြီးတော့မှ2010နဲ့2013မှာသာပြောဆွေးနွေးရတာမြန်မာနိုင်ငံရဲ့အပြောင်းအလဲကိုစပြီးတော့မှစဉ်းစားတာ2013 20ဖွဲ့ပါပြီလို့အဲ့လိုမျိုးကြိုးစားလာတဲ့အခါမှာလုံးဝအရှိန်လေးတစ်ခုကနေပြီးတော့မှအရှိန်လေးတစ်ခုကိုပြောင်းနေဆိုတာအရှိန်တို့ပေးရတယ်ဒီနေ့ပြောင်းလဲနေတဲ့ဒီနေ့ဆွေးနွေးလို့ရလာတဲ့အနေအထားစီအရင်ကတော့ရက်တက်နေမှာမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်တို့ယုံကြည်တယ်ဘာကြောင့်လဲဆိုလို့ရှိရင် push တွေအများကြီးပြောင်းအောင်ဟေးပေါ်ပါပြောင်းအောင်ဟေးပေါ်ဆိုတာရှိတယ်ပြီးဆုံးကနေပြီးတော့မှရလာတဲ့အောက်ခန်းကိုဒီနေ့ပေါ်လာမှာအကောင့်တွေပေါ်လာဖြစ်တယ်အဲ့ဒါကျွန်မတို့ကနေပြီးတော့မှတက်တဲ့သူပြလိုက်တာဖြစ်တယ်အဲ့လိုကျွန်မဒီဘုံဘုံကြီးကိုကုညီရင်းနဲ့ NSPC ကိုကျွန်မတို့ရဲ့အတူတူပလက်ဆောင်ရနေရတဲ့အဖွဲ့ကိုညအနေထားလေးကိုကျွန်မဝင်ပြီးတော့ပြောလိုက်တာဖြစ်တယ်ကျွန်တော်လက်ခံရပုံလာ user တွေကြုပ်ပါကျွန်တော်ဒီလိုရာဒီ peace forum တွေဒီ2025နောက်ပိုင်းမှာနော်ဒီဘေးရည်များစွာထွက်လာတယ်ပေါ့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ကတရင်ဒီယူချက်ရယူဖို့အတွက်သူ့ကိုဆက်သွယ်ရမယ် spoke person တို့ရေးဆိုပြန်သူ့ပြီးထားတယ်တိုင်းပြီးချက်ပါကျွန်တော်တို့ NSPNC ကတော့ကျွန်တော်ဒီဘက်မှာတော့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့အနီးတိုင်းကော်မတီဖြစ်တဲ့ကျွန်တော်တို့ဒါဆောင်ရွက်နေတဲ့ဖွဲ့စည်းဖြစ်ပါတယ်။ဒါကျွန်တော်တို့ရဲ့ဒီဆောင်ရွက်နေတဲ့ချက်တွေကျွန်တော်တို့ဆောင်ရွက်မှုပေါ်မှာတိထိုက်ပြီးတော့ပြောတိုက်တာနဲ့ပတ်သက်ရင်တော့လေကျွန်တော်တို့ဆက်သွယ်မီးနေအောင်ကျွန်တော်တို့ဒါပြောတော်လို့ရတယ်။ကျွန်တော်ဆက်သွယ်မီးတို့အတွက်ကလည်းကျွန်တော် NSPNC ကိုပဲကျွန်တော်တို့ဆောင်ရွက်ရပါတယ်။လက်ရှိတော့ဒါကျွန်တော်တို့ဒီဆက်သွယ်ဆောင်ရွက်နိုင်မှုအတွက်ခုလိုသတင်းစာရှင်းလင်းပွဲနဲ့အထင်ရှားခိုင်းတာဖြစ်တဲ့အတွက်လိုအပ်တော့ကျွန်တော်ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ဆိုတော့ဆရာဖုန်းနံပါတ်ကျွန်တော်ပေးထားတယ်။ဒါကကျွန်တော်ဒါပြီးတော့ဖုန်းနံပါတ်လေးကျွန်တော်တို့ဒီပေးလိုက်ပါမယ်။ကျေးဇူးပါ။ခုနမေကွန်လေးဆက်ပါရှင် BBC လေခုနဒေါ်စောမြတ်ရစာလေးပြောသလိုပဲ120ကျော်ကရအချက်လေးဒီလေဒါပေမဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ရတာတွေကထပ်နေတာလည်းရှိနိုင်တယ်ပေါ့ရှိနိုင်တော့ NSPNC ရုံးဖွဲ့နေပြီးတော့ဘုံမူကြီးကောနာအောင်ကနေပြီးတော့မှထပ်နေတာတွေစုလိုက်ပြီးချစ်လစ်ဖြစ်အောင်လုပ်မှာပေါ့နော်လုပ်ပြီးလို့ရှိရင်အဲ့ဒါကို prioritize လုပ်ပေါ့ဘယ်ဟာအရေးကြီးဆုံးလဲအဲ့လိုပေါ့နော် prioritize လုပ်ပြီး sequencing လုပ်အောင်ပေါ့ဒါအရေးကြီးတယ်ဒါအရေးကြီးဆုံး1ပေါ့1 2 3 4စီမယ်
ပြီးလို့ရှိရင်အချိန်ကာလအဖြစ်ပေါ့နော်လက်တလောဆောင်ရွက်နိုင်တာရှိတယ်ရေရှည်ဆောင်ရွက်သွားမှာရှိတယ်ဒါမျိုးလေးပြီးလို့ရှိရင်တော့ကျမတို့အဖွဲ့ပေါ့နော်ကျမတို့အဖွဲ့ဒီနေ့ညနေဆွေးနွေးတာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များနဲ့လူမှုစီးပွားဘဝစိန်ခေါ်မှုများကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက်နည်းဗျူဟာများပေါ်ထုတ်ခြင်းဆိုတော့လေအဲ့ဒီမှာကျမတို့အဖွဲ့ကတော့28ချက်ရပါတယ်ရှင်အဲ့28ချက်ရတာထဲမှာလည်းအရေးကြီးဆုံးကတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ကခုငလျင်ဖြစ်ထားတယ်ပြီးလို့ရှိရင်ကျမတို့ပြိပခအလွန်နဲ့တဘာဝဘေးအလွန်ပေါ့နော်ပြန်လည်ထူထောင်ခြင်းကိုကျမတို့က2 in 1ပေါ့ပူပေါင်းပြီးတော့မှကျမတို့ကဒီနိုင်ငံရဲ့ပြန်လည်ထူထောင်ရေးမဟာဗျူဟာအနေနဲ့ရေးဆွဲရကြမယ်ဆိုတဲ့သဘောတူညီချက်ကအရေးကြီးဆုံးပဲရှင်အဲ့လိုမျိုးလေးတွေရတာပေါ့နော်အဲ့ဒါကြတော့ဘာလုပ်ရမလဲဆိုရင်ဟိုပေါ့ think tank ဖွဲ့ရမယ်သို့မဟုတ်ဒါမှမဟုတ်ရင်လည်းခုနကပေါ့ reform and development commission လို့မျိုးပေါ့ national reform and development commission လို့မျိုးဖွဲ့ရမယ်ဟိုကျမတို့ကလုပ်မယ်လို့ပြောတာပေါ့နော်ကျမတို့ဆွေးနွေးချက်ရလဒ်ကိုပြောတာဖွဲ့ရမယ်ဖွဲ့ပြီးလို့ရှိရင်ဒီဖွဲ့ရနေပြီးတော့မှpolicy research တွေလုပ်ပြီးတော့မှခုနမဟာဗျူဟာကိုပြန်လည်ထူထောင်ရေးမဟာဗျူဟာပေါ့နော်ဒါတွေလုပ်ရမယ်အဲ့ဒါလေးကရေရှည်လုပ်ရမှာပေါ့ရေရှည်လုပ်ဖို့အတွက်ကို9နှစ်တစ်ခါ9နှစ်တစ်ခါစသဖြင့်အဲ့လိုရေရှည်လုပ်ဖို့အတွက်ကိုကျွန်တော်တို့ကမဟာဗျူဟာဆွဲရမှာပေါ့နော်နောက်တစ်ချက်အရေးကြီးတာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့2008ဖွဲ့စည်းပုံအရဆိုလို့ရှိရင်အစိုးရတရက်ရဲ့တက်တန်း9နှစ်ဖြစ်တယ်ပေါ့နော်ဆိုလို့ရှိရင်အစိုးရတွေပြောင်းသွားနိုင်တယ်ဒါပြည်သူလူထုကဆုံးဖြတ်တာဆိုတော့လေအစိုးရတွေပြောင်းသွားရင် policy တွေပြောင်းတယ်မဟာဗျူဟာတွေပြောင်းတယ်အရှိကကောင်းထားတယ်တွေရက်သွားတယ်နောက်တက်လာတဲ့လူကသူကောင်းတယ်ထင်တာပြန်လုပ်တယ်အဲ့ဒါနဲ့ကျွန်တော်တို့မြန်မာနိုင်ငံအရှိမရောက်တာတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အဖွဲ့ရဲ့ဒီဆွေးနွေးဆုံးဖြတ်ချက်ကလည်းဘာလဲဆိုလို့ရှိရင်ဆွေးနွေးပြီးအကြံပြုချက်ပေါ့နော်ဘာလဲဆိုလို့ရှိရင်ဥပဒေအရတည်ထောင်ထားတဲ့နိုင်ငံတော်ပိုင်သိမ့်တက်လို့မျိုးပေါ့နော်ဘာသာရပ်ပေါင်းစုံပေါ့အဲ့ဒါလေးဖွဲ့ပြီးလို့ရှိရင်အဲ့မူဝါဒတွေမဟာဗျူဟာတွေကိုဟိုစင်ဆက်မပြတ်အကောင့်ထဲပေါ်သွားဖို့ပေါ့နော်အဲ့ဒါလေးတွေကဒါရေရှည်မှာမှတဖြည်းဖြည်းနဲ့မှနိုင်ငံကတည်တာနာမဲ့တဖြည်းဖြည်းနဲ့မှပိုတည်တာနာမဲ့အကျိုးရလဒ်တွေဖြစ်ပါတယ်ရှင်အဲ့ဒါကတော့အကြီးဆုံးတစ်ခုပေါ့နော်ဟိုကျန်တာတွေလည်းဆွေးနွေးပါတယ်ဥပမာဒီအခုဆိုလို့ရှိရင် NSPNC ကဒီဥဆောင်ပြီး NCA ကိုအကောင့်ထဲပေါ်တယ် NCA အရကျွန်တော်တို့ကမြန်မာတပ်မတော်ကနေပြီးတော့မှအပြစ်ခတ်ရဆဲတာတွေလုပ်တယ်ပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါတော့ broader ceasefire ပေါ့ပြစ်ခတ်ရဆဲတာကျွန်တော်တို့ကဒီနေ့ဆွေးနွေးတာအဲ့ဒါလဲဒါတပ်မတော်ရဲ့သဘောအတိုင်းလုပ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေပေးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က humanitarian ceasefire ဆိုတဲ့နောက်ထပ် ceasefire တစ်မျိုးပေါ့နော်ပြစ်ခတ်ရဆဲခြင်းတစ်မျိုးအဲ့ဒါကဘာလဲဆိုလို့ရှိရင်အဲ့ဒီကကြတော့ဒီရက်တူပေါ့ဟိုမှာ82နာရီပေါ့အချိန်အပြည့်82နာရီပေးမယ်နေရာအပြည့်ပဲနေရာဖြစ်တယ်လမ်းကြောင်းဆိုလို့ရှိရင်ဘယ်လမ်းကြောင်းကိုပေးအသုံးပြုမယ်စသဖြင့်ဒီလိုမျိုးလက်လက်ကင်ကြီးအချင်းချင်းညှိနှိုင်းပြီးတော့မှအဓိကဘာလို့မှလဲဆိုရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေပေးမှာပေါ့အဲ့လိုပေးတဲ့အချိန်မှာဘဲမလိုက်ခဲနဲ့တကယ်ကြားနေပြည်သူလူထုကိုကျွန်တော်တို့ကပေးချင်တာပေါ့နော်ဘေးဒုက္ခရောက်နေတဲ့ဒီအပြစ်မဲ့အရသားတွေပေါ့နော်ဆိုလို့ရှိရင်အဓိကကတော့ဒီအစားအသောက်တွေဆေးဝါးတွေတောက်သုံးရည်တွေဒါမှမဟုတ်စိတ်ကူးဖို့လိုတဲ့သူစိတ်ပေးတာပေါ့နော်ဒါစသဖြင့်အဲ့လိုမျိုးလူသားချင်းစာနာထောက်ထားမှုကူညီပေးမယ်ပြီးလို့ရှိရင်ဒီလိုအန်တီယယ်ကိုကြားရောက်နေတဲ့အပြစ်မဲ့အရသားပြည်သူတွေကိုကျွန်တော်တို့ရွှေ့ပြောင်းတာအဲ့လိုကိစ္စတွေအတွက်ကိုကျွန်တော်တို့က humanitarian ceasefire ဆိုတာလုပ်တာပေါ့နော်လုပ်တဲ့ခါကျအဲ့ဒါမျိုးတော့ case by case ပဲဟိုစဉ်းစားမှာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးအတွက်ကိုကျွန်တော်တို့က SOP ရေးဆွဲမယ်ဆိုပြီးတော့မှ SOP ရေးဆွဲမယ်ဆိုတဲ့အဖြေလေးထွက်ပါတယ်ဘာကြောင့်အဲ့လို SOP ရေးဆွဲပြီးလုပ်ရမှာလဲဆိုလို့ရှိရင်ဒါနှစ်ဦးနှစ်ဖက်ဟိုပါပေါ့အပြန်အလှန်သဘောတူညီချက်ရှိဖို့လိုတယ်လေတကယ်လို့တပ်မတော်ဘက်ကတော့ဒါလူသားချင်းစာနာထောက်ထားမှုအကူအညီပေးတဲ့အဖွဲ့မှုလို့အပြစ်ရထားပေမဲ့လည်းဟိုတစ်ဖက်ကမသိတဲ့သူကပြစ်လိုက်တယ်ဆိုလို့ရှိရင်ဂျားလူကဟိုပါပေါ့အကူအညီပေးတဲ့ဂျားလူကဂျားညက်တာပေါ့နော်ဟိုချက်ချင်းဒီလိုမျိုး ICRC လိုမျိုးသွားမယ်ဆိုရင်အဲ့ humanitarian ceasefire အတွက်လည်းကျွန်တော်တို့ဆွေးနွေးကြပါတယ်အဲ့အတွက်လည်း SOP ရှိဖို့လိုတယ်အဲ့ SOP အတိုင်းပဲသို့တော်လည်းကြိုတင်ဆုံးဖြတ်ထားတာမဟုတ်ဘူး ad hoc ပေါ့နော်ဒီနေရာမှာတိတ်ကိုတိုက်ပွဲပြင်းထန်နေတယ်ဒီနေရာလူတွေအများကြီးမှာတရွာလုံးရွှေ့ပြောင်းရမယ်ဆိုရင်ဒါမျိုးပေါ့နော်82နာရီပေးတာစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ဆိုလို့ရှိရင်အဲ့ဒါလေးလည်းကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်ရှင်ဒါကတော့ဟိုကျွန်မအဖွဲ့ရတော့28ချက်ထွက်ပါတယ်အဲ့28ချက်ပြင်မဲ့အချက်ခွဲလေးတွေနဲ့ပေါင်းလိုက်လို့ရှိရင်ကျွန်မဟောလောက်ထွက်တယ်ပေါ့39ချက်လောက်ထွက်တယ်ပေါ့ရှင်
39ချက်လောက်ထွက်ပေမဲ့အရေးကြီးတာလေးကိုကျွန်တော်တို့ထုတ်လို့ပေါ်ပြတာပေါ့နော်အဲ့ဒါဘာဖြစ်ချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအစိုးရနဲ့ပြည်သူလူထုနဲ့ကျွန်တော်တို့ယုံကြည်မှုတည်ဆောက်ချင်တာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်လည်းဒီ beneficiary registration ပေါ့နော်ဆိုလို့ရှိရင်ဘယ်သူကတကယ်ဒုက္ခရောက်နေတာလဲတကယ်လိုအပ်တဲ့လူစီဒီအထောက်ပံ့ပစ္စည်းတွေရောက်ဖို့ပေါ့နော်အဲ့ဒါလေးဒီလဲကျွန်တော်တို့ဟိုပါပေါ့နီလန်းပေါ်ထုတ်ပြီးရှာဖွေပြီးပေါ်ထုတ်ရမယ်ပေါ့နော်ဟို beneficiary registration အတွက်နည်းပညာသုံးပြီးတော့မှလုပ်ပါလားပေါ့နော်ဒီ location မှာရှိနေတာမှန်တယ်ဒီအိမ်တော်စုဇယားမှာရှိနေတာမှန်တယ်ဒီနေရာမှာတကယ်တိုက်ပွဲဖြစ်နေတာဒီလူတွေကဒီအိမ်တော်စုတွေကတကယ်ကိုအကူအညီလုံးနေတဲ့အိမ်တော်စုဖြစ်တယ်ဒီလူတွေကိုရွှေ့ပြောင်းပေးဖို့လိုတယ်ဆိုတော့သတင်းချက်လက်ရအောင်ဒါနီလန်းနေရှာမှာဆိုတော့ခုနBBC ကမေးတယ်လို့ဒီနေ့ဆုံးဖြတ်မနဲ့ပြန်ထလုပ်လို့ရတဲ့ကိစ္စတွေမဟုတ်ဘူးပေါ့နော်အဲ့ဒါမျိုးလေးတွေလည်းကျွန်တော်တို့ပါပါတယ်ပြီးလို့ရှိရင်အခုလည်းရှိနေပါတယ် data ကပြည်သူလူထုတွေဥပမာ LSPNC ဆိုရင် GMC လက်မှတ်ထိုးထားတာဆိုရင်အဲ့လိုတိုက်ပွဲတွေရှိခဲ့တဲ့နေရာပေါ့နော်အခုနောက်ပိုင်းပေါ်လာတဲ့စကိုင်းတို့မကွေးတို့မှာတော့မရှိဘူးဒီအောက်ပိုင်းဆိုရင်မကွိုးရှိတယ်မွန်ကရင်ရှိတယ်တနင်္သာရီရှိတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေမှာ GMC ကပါဝင်ကြတဲ့သူတွေကလည်းသူတို့ကဂျားနေအနေနဲ့လိုက်ပြီးတော့မှအကူအညီပေးတာရှိတယ်အဲ့လိုအကူအညီပေးလို့ရှိရင်ခုနပြောသလိုပေါ့ဟိုတပ်ဖက်ကလည်းတန်တရားရှိတယ်ဒါပေါ့နော်တိုင်းသားလက်နက်ကင်တွေနဲ့ထိတွေ့တယ်ဆိုတော့တန်တရားရှိတယ်ဟိုဘက်ကလည်းပါထင်လဲဆိုရင်တပ်ဖက်ကလွတ်လိုက်တာလို့ထင်တယ်ဆိုအဲ့ဂျားနေပြည်သူလူဂျားနေအကူအညီပေးတဲ့သူတွေကတန်တရားဖြစ်ခံရတာပေါ့နော်တန်တရားဖြစ်ခံရပြီးရုံထင်ကြောင်တင်ထင်ခံရတယ်အစစ်စစ်မေးမြန်းခံရတယ်အဲ့လိုတွေမဖြစ်အောင်ကျွန်တော်တို့တခါတည်း SOP ဆွဲထားပြီးတော့မှဒီနေရာမှာဒီလိုဖြစ်ပါတယ်ဆိုပြီးတော့ဒီ SOP ကဒီဆုံးဖြတ်ချက်ကိုဘယ်ထိတင်မယ်ဘယ်သူကဘယ်ဟာဆုံးဖြတ်မယ်ဆိုတဲ့ဟာဒါ mechanism ပေါ့အဲ့ဒါလေးကိုကျွန်တော်တို့လှုပ်ထားဖို့ဆိုပြီးတော့မှအဲ့ဒါဆွေးနွေးပေါ်ထုတ်ချက်လေးဖြစ်ပါတယ်ရှင်အဲ့လိုသဘောပါရှင်နောက်တစ်ခုကအခုနောက်ပိုင်းမှာဖြစ်လာလဲဆိုလို့ရှိရင်အရင်ကတော့ကျေးလက်မှာပဲရှိရတယ်အခု conflict တွေမြို့ပေါ်မှာရှိလာတယ်ဆိုလို့ရှိရင်မတူညီတဲ့သဘာဝတွေပေါ့နော်ကျေးလက်မှာဖြစ်တာတွေနဲ့မြို့ပြမှာဖြစ်တာတွေနဲ့အဲ့မတူညီတဲ့သဘာဝတွေကိုထည့်သွင်းစဉ်းစားပြီးတော့မှမြို့ပြမှာဖြစ်ဘယ်လိုလုပ်မလဲကျေးလက်မှာဖြစ်ဘယ်လိုလုပ်မလဲဆိုတာဒါတွေကကျမတို့ဘာလုပ်အောင်လဲဆိုနိုင်ငံတကာအတွေ့အကြုံတွေလိုက်ရှာဖတ်ရအောင်မယ်technical assistance တွေလိုကောင်းလို့မယ်ဒါတွေကိုရေရှည်လွတ်သွားဖို့လို့အတွက်ကျမတို့ဆုံးဖြတ်ချတဲ့အချက်ဖြစ်ပါတယ်ရှင်ဟိုချက်ချင်းထားလုပ်လို့ရတာတော့မဟုတ်ဘူးဒါပေမဲ့ဟို need assessment လို့ပေါ့နော်ဒီ sector မှာဘယ်လိုမျိုး mechanism ပေါ့ဘယ်လိုရန်တရားလုပ်ငန်းရန်တရားတွေလိုအပ်နေတာလဲဘယ်အဖွဲ့အစည်းတွေပါမှာလဲပါလို့ရှိရင်လည်းကျမတို့ကတကယ်ယုံကြည်ရတဲ့တတိယအဖွဲ့အစည်းပေါ့နော်မြန်မာပြည်ဘက်ကဆိုလို့ရှိရင်တက်ချိန်ကြီးပေါ့ဆိုလို့ရှိရင်နိုင်ငံတကာ line ICRC ဖြစ်မယ်စသဖြင့်ပေါ့နော်ဒါမျိုးလေးတွေပါရှင်အဲ့ဒါလေးလည်းကျွန်တော်တို့ဆွေးနွေးပြပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ပရိပခအတွင်းကျွန်တော်တို့လူသားချင်းစာနာမှုထောက်ထားမှုဆိုင်လိုအပ်ချက်တွေပေးတဲ့ဟာကိုပြောတာပါရှင်ဒါပေမဲ့ပရိပခအလွန်နဲ့သဘာဝဘေးအလွန်မှာပြန်လည်ထူထောင်ရေးပေါ့နော်အဲ့ဒီကိစ္စတွေလည်းကျွန်တော်တို့အများကြီးဆွေးနွေးပါတယ်institution တွေအားကောင်းဖို့တို့စသဖြင့်ပေါ့နော်ဒီဘေးဟိုပေါ့ရှင်ဒီပြန်လဲထူထောင်ရေး plan ကြီးဆွဲဖို့ပေါ့မဟာဗျူဟာဆွဲဖို့အဲ့ဒါကိုလည်းအစိုးရအဆက်ပေါ့နော်ဘယ်အစိုးရပဲပြောင်းသွားဒါကိုဆက်လက်အကောင့်ထဲပေါ်ဖို့အဲ့ဒါမျိုးလေးတွေကျွန်တော်တို့ဆွေးနွေးပါတယ်ရှင်ဒါကတော့ကျွန်တော်ဆွေးနွေးတဲ့28ချက်ထဲကနေပြီးတော့ဟိုအရေးကြီးတယ်လို့ယူဆရကောက်လုပ်ချက်လေးတွေပြောတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်တို့အစ်ကြီးအများကြီးပြန်နော်ဆိုတော့ဘုံမနာအဲ့ဟို manufacturing ကအဲ့ဒီစားတော့အဲ့ quality assessment တကယ်ပေါ့နော်အဲ့လိုဖြစ်တဲ့ဆိုင်တွေကြောင့်ဆိုတော့ဒီအခုလေးဆိုရအောင်အဲ့ဒါကိုဘုံပြီးတော့အဲ့လိုမျိုးရှိပါတယ်ဘယ်လိုတန်းလို့မေးတာတော့ဘဝဝနာအောင်မေးတာကျမတို့ရဲ့ mechanism ကအခုကပြည်သူလူထုရဲ့အတန်းပညာရှင်တွေရဲ့အတန်း EAO တွေရဲ့အတန်းနိုင်ငံရေးပါတီတွေရဲ့အတန်းဟိုတတိပညာရှင်တွေရဲ့အတန်းနားထောင်ပြီးတော့မှလုံရန်ရှိတယ်ကျမတို့ပေါ်ထုတ်တာဆိုတော့ဟိုကခုနပြောသလိုအချက်ပေါင်း120လောက်ရတယ်အဲ့120ကိုတူတာတွေကိုထပ်လိုက်ပြီးလို့ရှိရင်စစ်ချလိုက်ပြီးအရေးကြီးတာတွေထုတ်လိုက်မယ်ရေတိုမှာလောက်ရမှာရေရှည်မှာလောက်ရမှာပြီးလို့ရှိရင်အဲ့ဒါကိုတော့ဒီ NASA ကအစိုးရလက်ထက်ဖြစ်တဲ့အတွက်နိုင်ငံတော်အကြီးအကဲကိုတင်ပြပြီးတော့မှဒါတွေဘယ်ဟာလုပ်မယ်ဘယ်ဟာမလုပ်ဘူးဆိုတာဒါလူကြီးရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လိုရင်းတူရှင်းတဲ့ရှင်းလင်းဖြစ်အောင်ပေါ့နော်အဲ့ဒါမျိုးသဘောကိုပြောတာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ကဒီလိုတော့ပြောတယ်ကျွန်တော်တို့ပရိပခအလွန်သဘာဝပြီးလို့ရှိရင်ရွေးကောက်ပွဲအနောက်ပိုင်းပေါ့ရွေးကောက်ပွဲအလွန်ပေါ့အဲ့ဒါမှာပါတယ်ဆိုတော့လေတိုးတော်လဲချက်ချင်းဆောင်ရွက်လို့ရတာအခုကလည်းအခု NASA ကအစိုးရအနေနဲ့အရေးတကြီးဆောင်ရွက်ရမှာတော့ဒီရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲအတွက်
voters list တွေပါလို့တအားအလုပ်ရှုပ်နေတာရှိတယ်သူဒီကာလအလိုက် priority ပေးပြီးတော့မှဦးစားပေးအစီအစဉ်နဲ့ဆောင်ရွက်မှာဖြစ်ပါရှင်ခုနကတော့ကျွန်တော်တို့ဒီထွက်လာတာတွေကိုကျွန်တော်တို့ကNSPNC ကစီစစ်မယ်စီစစ်ပြီးတူတာတွေပေါင်းပြီးတော့ရှိရင်တေချာ organize ဖြစ်ပြီးဆိုလူကြီးကိုတင်ပြမယ်လူကြီးကနေပြီးတော့မှဘယ်ဟာစလုပ်မယ်ဘယ်ဟာနောက်မှလုပ်မယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါလေးတွေကတဖြည်းဖြည်းဟိုစဉ်ဆက်ပြတ်ဖြစ်သွားမှာဘာဖြစ်လို့လဲဆိုစာအုပ်ထုတ်ဝေမယ်ဒါတွေကဒါမှတ်တမ်းမှတ်ရတယ်ပေါ့နော်အကုန်လုံးကြံရပါတယ်ရှင်တော့ညာတစ်ခုလေးဆိုတော့ဘာလို့လဲအခုတော့တဲ့အခြေအနေကတော့မရှိဘူးတော့မရှိတော့ကျွန်တော်တို့ပြည်သူလူရဲ့အကြောင်းပြည်သူလူရဲ့အကြောင်းပေါ့ဒီလိုမျိုးပြောရရင်တော့ဒီလိုမျိုးနိုင်ငံသားတွေတဲ့ပညာရှင်တွေတဲ့ဟိုကိုင်းလာတဲ့ကကိုစီတဲ့ဆိုတော့ဒါတို့ကလူ့ကိုသားပြီးတော့အဲပေါ်ရတယ်တို့ကလူ့တန်ဆိုတော့ဒီလိုမျိုးတက်ပြီးတော့ဆွေးနွေးတာပေါ့ပုံမှန်လေးပေါ့နော်နေရာစီလို့ရတော့ဆိုရဥမာနိုင်ငံသားတွေဆိုရင်ဒီလိုမျိုးပတ်သက်ရှိတယ်ဟိုနေသက်လာတာကိုင်းလာတဲ့မှာဟိုဘာနော်ဟိုဒီလက်ရှိတက်တော့ဒီဖိုင်လေးဆုံးရှုံးပြီးတော့ရုပ်ကပြင်မာလို့ရတယ်ဒီဟာလိုဖြစ်နေတယ်ပေါ့နောက်ပြီးတော့ဒီလိုလူကြားရတာဆိုစက်မှုတန်းကိစ္စမျိုးနော်စက်မှုတန်းကိစ္စကိုပြန်လို့ဟိုဖြစ်နေတယ်ပေါ့နော်ဟိုဒေသတရားပြီးတော့ဟိုစက်မှုတန်းဆိုတော့ကာတာပြီးရှိတယ်အဲ့လိုမျိုးအတန်မျိုးတွေပေါ့ဒီလိုမျိုးတွေမှာအများကြီးပြောပြဖို့လည်းဒါဆိုတော့သိရတယ်ဟိုကျွန်တော်တို့အဖွဲ့တက်မှာတော့ပြောပါတယ်ရှင်ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စနဲ့ပြောဥပဒေအကောင့်ထက်ပေါ်မှုကိစ္စပေါ့နော်အဲ့ဒါလည်းပြောကြတယ်လို့ရှိပါတယ်နောက်တစ်ခါကျတော့ဒီမှာကျွန်တော်တို့ NSPNC မှာလောက်တာ Chatham House Rule ပေါ့နော်ဆိုလို့ရှိရင်လွတ်လွတ်လပ်လပ်ဆွေးနွေးလို့ရတယ်ပြီးရင်ဒီလိုအချက်နဲ့ထွက်မယ်ဒါပေမဲ့ဘယ်သူမှတာဝန်ဟိုဖြစ်เสียမလို့ဒါခုနကမညိုပြောသလို collective voice ပေါ့နော်ဒါကျွန်တော်တို့ရဲ့ representative voice ပေါ့လူအများဆွေးနွေးပြီးတော့မှထွက်ပေါ်လာတဲ့ဆွေးနွေးရလာဖြစ်တယ်ပေါ်ထုတ်ချက်ဖြစ်တယ်ဆိုတော့ပြီးလို့ရှိရင်ဟို Chatham House Rule ဆိုတော့အချက်လက်ကိုပဲပြောပြီးတော့မှဘယ်သူကဘယ်အချက်လက်ပြောပါတယ်ဆိုတာပေါ်ပြစရာမလိုဘူးတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့လွတ်လွတ်လပ်လပ်ဆွေးနွေးလို့ရတယ်ရှင်အလေးစမှုနဲ့ပြည်ရတော့ဒီအုပ်ဖွဲ့မှာဆွေးနွေးရဆိုတော့လေကိုကအဲ့ဒါပြောလို့ရတယ်အဲ့စမှုနဲ့ပြည်ကိစ္စကိုဟိုတိတိကျကျဆွေးနွေးတယ်အဒီမှာဒီလူစကလုံးရွေးတာကပြည်သူလူထုကိုဝင်တော့ဝင်ဖို့ဖြစ်စေတော့ပေါ့နော်ဝင်တော့ဝင်ဖို့ကြီးမားတဲ့ဒီစမှုနဲ့ပြည်ကိစ္စပါဝင်ခြားကိစ္စများပေါ့အချင်းချင်းခြားစားမှုများတိုင်းချက်ရေးပေါ့နော်အဲ့ဒါကိုသုံးပါတယ်ဒါပေမဲ့အဲ့ဒါနည်းနည်းလေးပြင်းထန်တော့ဒီစမှုတန်းဥပဒေကိုတော့မကြခင်ကြိုင်တွယ်မယ်ရုပ်ောက်ပွဲမှာဒီတို့ရဲ့ recommendation ကရုပ်ောက်ပွဲကာလမှာအထူးဖြင့်ရုပ်ောက်ပွဲပြုလုပ်တဲ့ data တွေမှာဒီစမှုတန်းခဏတာပေါ့နော်ဒီစရေးပေါက်ခဏကိုရဆိုင်ပေးဖို့ပေါ့နော်ဒီရုပ်ောက်ပွဲကာလမှာဆိုတော့ရုပ်ောက်ပွဲအကျိုးကာလရဲ့ရုပ်ောက်ပွဲကာလမှာပေါ့6လဒါမှမဟုတ်တစ်နှစ်ပေါ့နော်ဒါရဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့အဲ့ဒါကလည်း recommendation နဲ့မှာမဖြုတ်ခိုင်းပါဘူးဒါထင်ရတယ်ဒါပေမဲ့စကလုံးပဲပြောင်းပေးလိုက်ရတာလည်းရှိတယ်ပေါ့နော်အများအနာထောင်လို့သိအောင်ပေါ့စကလုံးပြောင်းပေးလိုက်ရတယ်ပြီးတော့အန်တီနေတဲ့ဒါပုဂ္ဂိုလ်ရေးရအောင်ပေါ့နော်ပြင်းပြင်းကတ်တဲ့ကျွန်တော်တောင်းဆိုခဲ့တာရှိတယ်စမှုတန်းဥပဒေနဲ့ပတ်သက်ပြီးတော့အောက်ခြေမှာအကျင့်ပြတ်ချစားမှုတွေကအမှန်တကယ်ရှိနေတာလည်းရှိတယ်အဒီလိုဆွေးနွေးပွဲတွေဆွေးနွေးပွဲထဲမှာကိုပဲ case by case ပြောနိုင်တယ်။ဒါကြောင့်မို့အဲ့ဒီမှာစစ်ဥပဒေချုပ်လည်းတက်တယ်။စစ်ဥပဒေချုပ်တွေလည်းတက်တယ်လို့သူတို့ကိုယ်တိုင်ကဒီစမှုတဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့ကင်တွယ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။သူတို့ကိုယ်တိုင်ကလည်းဒါတွေကြားသွားတယ်ပေါ့နော်။ကြားသွားတယ်။အဲ့တော့ဒါတွေကအပြီးနဲ့အမြန်ဆိုလို့ပေါ့နော်။ဒါကောင်းတဲ့ပုံမဲ့လို့တော့ရှင်းချင်ပါတယ်။ကျွန်တော်နည်းနည်းလေးဟိုရှင်းပြပြတယ်နော်ကျွန်တော်3ရက်ဆွေးနွေးခဲ့ပါတယ်ပထမရက်ဆွေးနွေးတဲ့အခါမှာပထမတစ်ရက်ကတော့ကမ္ဘာကော်မတီဦးစီးချုပ်ကအဖွင့်မှာစကားပြောရင်းနဲ့သူ့ရဲ့အမြင်သုံးသပ်ချက်ပါဒါတွေလည်းပြောသွားပါတယ်ပထမဆုံးတဲ့အခါမှာအရေးကြီးတာကတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်တော်စုစနစ်တည်ဆောက်ဖို့ဖက်ဒရယ်ဒီပါတီစုံဒီမိုကရေစီစနစ်ကိုပြန်လည်ပြီးကောင်းတဲ့ဖို့ဆိုတော့ဒါနိုင်ငံတော်အကြီးအကဲတယောက်အနေနဲ့လူသိရှင်ကြားထပ်ပြီးတော့အခိုင်အမာပြုပြောဆိုတာဖြစ်ပါတယ်။နောက်ကငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့တရားဝင်ထားတဲ့အားလုံးဖွဲ့စည်းတိုင်းငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့အတွက်ကိုလည်းကြိုးဆိုထားတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီနောက်ပိုင်းမှာတော့
နိုင်ငံခြားပညာရှင်တွေကပြီးတော့အတိအကျဒါတို့အရင်လေးတော့နိုင်ငံအသီးသီးရဲ့ညီဆောင်ရွက်မှုတွေရောနောက်လက်ရှိမြန်မာနိုင်ငံအပေါ်မှာအကြံပြုချက်တွေရောဆွေးနွေးသွားကြတာရှိပါတယ်။အဲ့တော့နောက်ပိုင်းနှစ်ရက်မနေ့ကနဲ့ဒီနေ့နှစ်ရက်ကတော့ပြည်တွင်းအဖွဲ့အစည်းတည်းဆွေးနွေးတဲ့အခါမှာဒီ panelist တွေပေါ့ဥဆောင်ဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေရောပြည်သက်တွေကဆွေးနွေးရင်းနှီးကြတာတွေရောဘာမှကျွန်တော်တို့ကြိုတင်ကန့်သတ်ထားတာတားမြစ်ထားတာမရှိဘဲနဲ့လွတ်လွတ်လပ်လပ်ကျွန်တော်တို့ဆွေးနွေးခွင့်ရခဲ့ကြပါတယ်။ဒါကြောင့်မလို့တာမန်အဖြစ်ပြောရင်တော့တောင်တော်ကဥဆောင်တဲ့အစိုးရလက်ထက်မှာလုပ်တဲ့ဆွေးနွေးပွဲတွေမှာလွတ်လပ်ခွင့်လေးပါလားလို့ဆိုတဲ့တန်တရားရှိတဲ့သူတွေဟာအခမ်းအနားဝင်လိုက်ရင်ကိုယ်ပြီးသိသွားပါလိမ့်မယ်။နော်အဲ့တော့ကျွန်တော်တို့တော်တော်လွတ်လွတ်လပ်လပ်ပုံမှန်လေးဆွေးနွေးခဲ့ကြပါတယ်။အဲ့လိုဆွေးနွေးတဲ့နေရာမှာကျွန်တော်တို့ဆွေးနွေးချက်အားလုံးကိုနှစ်ပိုင်းယူရပိုင်းပြီးတော့ကျွန်တော်ပြောတခုကတော့ရွေးကောက်ပွဲကာလအထိပေါ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေးနဲ့အင်ဂျင်နီယာပေါ်ဆောင်ရေးကိုဘယ်လိုဆက်ဆက်မလဲဆိုတဲ့အပိုင်းပေါ့အဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲမတိုင်ခင်ဆောင်ရွက်တင်တာတွေတဲမှာအဲ့တော့ကျွန်တော်တို့ဆွေးနွေးခဲ့ရတာရှိပါတယ်အဲ့တော့အဓိကပြည်သူတွေကြားထဲမှာနိုင်ငံရေးယုံကြည်မှုနဲ့ရွေးကောက်ပွဲပေါ်မှာယုံကြည်မှုမဲပေးတိုးတက်လာအောင်ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အစီအမံတွေကျွန်တော်တို့ဆွေးနွေးပါတယ်ဆွေးနွေးတဲ့အခါကျတော့ဒီရွေးကောက်ပွဲဟိုပုံမှန်လေးပဲပြောရရင်ပေါ့ဗျာအယုံကြည်တဲ့ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲနိုင်ရင်ရောသူတို့ကြိုက်တဲ့ရလဒ်အဖြစ်ရင်အစဉ်ပြေပါမလားဆိုတာမျိုးကအစဟုတ်လားပြီးတော့အရင်လဲရွေးကောက်ပွဲတွေလုပ်နေတာပဲဆိုတာမျိုးဒါတွေကပြောရင်ဟိုတစ်ဖက်ကျွန်တော်တို့မီဒီယာသတင်းထုတ်ပြန်ချက်တွေမှာကအစအဲ့လိုတွေဖြစ်တော့ဖြစ်တော့ကျွန်တော်တို့ကဒီရွေးကောက်ပွဲလာမယ့်ရွေးကောက်ပွဲဟာယခင်ရွေးကောက်ပွဲတွေနဲ့မတူဘူးဆိုတာကိုကျွန်တော်တို့ကပြည်သူလူထုတတိပြုပြီးအောင်ကျွန်တော်တို့ဆောင်ရွက်ဖို့လိုပါတယ်အဲ့တော့ပြောရရင်ယခင်ရွေးကောက်ပွဲတွေလုံးကရွေးကောက်ပွဲမတိုင်ခင်မှာနိုင်ငံရေးပါတီနဲ့ရွေးကောက်ပွဲကျင်းပမယ်အစိုးရနဲ့ကြိုတင်ဆွေးနွေးတာရှိအခုကကျွန်တော်တို့နိုင်ငံရေးပါတီများနဲ့ရွေးကောက်ပွဲကျင်းပမယ်အစိုးရပူဇော်ပေါ့ NSPC နဲ့ကျွန်တော်တို့ဆွေးနွေးတယ်သဘောတူညီချက်ရရှိထားတာရှိတယ်ဆိုတော့ကျွန်တော်တို့အရေးကြီးဆုံးကတော့အဲ့သဘောတူညီချက်တွေကိုကျွန်တော်တို့က confidential ပေါ့ပြုတ်ဝယ်ဆိုပြီးတော့ကျွန်တော်တို့လုပ်ထားတော့ဟိုပြည်သူတွေနေတဲ့ကတွန်းတွေ့တယ်ဆွေးနွေးကြတယ်သတင်းထောက်ပုံပဲတွေ့လိုက်ရအဲ့တော့အဲ့ဒီဟာတွေထဲမှာကျွန်တော်တို့တွဲဆုံဆွေးနွေးတဲ့သဘောတူညီချက်တွေကိုလည်းပဲအဲ့ဒီထဲကအချို့အချက်တွေပေါ့နော်ပြည်သူတွေကိုအတိပေးဖို့ဆိုတာလည်းဒီမှာဆွေးနွေးအချက်ထုတ်တာရှိပါတယ်အဲ့တော့ဘုရားလည်းပြောရင်ဒါကျွန်တော်ကိုယ်တိုင်လည်းဒါဘုဒ္ဓကြီးထွန်းထွန်းတော်နဲ့သဘောတူညီချက်53ချက်ကိုအပြန်အလှန်အလေးပေးကြတာရှိပါတယ်။ပတ်သက်တဲ့ဆွေးနွေးရန်ဆိုပြီးသဘောတူထားတဲ့အချက်တွေရှိပါတယ်။ဒါကဒီကိုထုတ်ပြန်ကျင်းပခြင်းအပြင်ပြည်သူတွေအနေနဲ့ကဒီရွေးကောက်ပွဲဟာယခင်ရွေးကောက်ပွဲတွေနဲ့မတူဘူး။ဖြစ်ပေါ်ပြောင်းလဲမှုတိုးတက်မှုတွေရှိမယ်ဆိုတာကိုယုံကြည်အောင်လုပ်ဖို့လိုတယ်ဆိုတာလည်းကျွန်တော်တို့အကြံပြုဆွေးနွေးခဲ့ပါတယ်။ဒါကကျွန်တော်တို့ရွေးကောက်ပွဲမတိုင်ခင်အပိုင်းမှာအဲ့တော့ဒီစိတ်ကအများကြီးပေါ့ကျွန်တော်တို့လက်စင်ပြုစုတာတွေလုံခြုံရေးတပ်သားတွေဖြစ်နေတဲ့အခြေအနေတွေကိုဒါကျွန်တော်ဆိုရင်ပဂတိအခြေအနေများနဲ့ရွေးကောက်ပွဲအရေးပါမှုဆိုတဲ့ကောင်းစဉ်နဲ့ဆွေးနွေးခဲ့ရတဲ့အခါကျတော့ကျွန်တော်တို့ပဂတိအခြေအနေတွေကိုပုံပေါ်လေးလေးပဲကျွန်တော်တို့ပြောပါတယ်ဆွေးနွေးပါတယ်ပြီးတော့အကြံပြုချက်တွေလည်းပေးပါတယ်ဆိုတော့ဒါကရွေးကောက်ပွဲမတိုင်ခင်မှာရွေးကောက်ပွဲယုံကြည်မှုတက်လာအောင်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေရှိတယ်ဆိုတာကိုအတိပေးဖို့ဒါကျွန်တော်တို့အကြံပြုဆွေးနွေးခဲ့တာရှိပါတယ်။နောက်တစ်ခုကတော့ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာရုပ်ောက်ပွဲအတိုင်းနဲ့ခုတည်းလုပ်နေရတယ်။ရုပ်ောက်ပွဲအလွန်မှာလည်းဆက်လုပ်ပါ။အဲ့တော့လုပ်တဲ့နေရာမှာအခုတော့ဆက်ကတော့အာဏာသုံးရက်စလုံးဟာတက်တဲ့စာပေဦးစီးချုပ်ကကိုင်တွယ်ခြင်းသုံးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံရေးပါတီများတိုင်းသားပါတီများအစရှိတဲ့ဒါပုဂ္ဂိုလ်များကကာယကံကြောင့်ပေါ့ဝင်ဆောင်ရွက်လို့မရ။ဒါကျွန်တော်တို့ပုံမှန်နေတော့အဲ့တော့ရုပ်ောက်ပွဲဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့အာဏာသုံးရက်ပွဲဝင်ခြင်းသုံးတဲ့ပုံစံပေါ်လာမယ်။ငြိမ်းချမ်းရေးဖြစ်စဉ်ကိုရုပ်ောက်ပွဲအလွန်ဆက်လက်ဆောင်ရွက်တဲ့အခါမှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်တာမဟုတ်တော့ဘဲနဲ့ကျေပြတ်တဲ့ချင်းကပ်မှုပုံစံဖြစ်လာ။ဒါကြောင့်မလို့ဒီရုပ်ောက်ပွဲဟာ transitional election ဆိုအတူကူးပြောင်းရေးရုပ်ောက်ပွဲဖြစ်တယ်လို့ကျွန်တော်တို့ခံယူတာဖြစ်ပါတယ်။
ဒီချက်တွေလည်းကျွန်တော်တို့ကျေကျေပြတ်ပြတ်ဆွေးနွေးခဲ့ကြပါနောက်တစ်ခုကတော့ကျွန်တော်တို့တဘောတော်ကိုလည်းတဲ့ပုံကူများရောနိုင်ငံတကာကထောက်ပြရရှိတယ်ဒီရုပ်ကိုရတဲ့နာရီကိုဖြစ်ရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဒါရုပ်ကိုရကန့်ကွက်တာရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီနှစ်ရက်တာပေါ့ဒီပြည်လင်းပညာရှင်တွေအစုပွဲဆွေးနွေးကြတဲ့အထက်မှာဟုတ်ပါလားကျွန်တော်တို့ကိုယ်တိုင်ကရုပ်ကိုရကိုပရိပခအသွင်ပြောင်းရေးပုံစံတစ်ခုနဲ့ကျွန်တော်တို့ချင်းကပ်နေတာဖြစ်ပါတယ်အဲ့တော့ဒီ conflict transformation နဲ့ချင်းကပ်နေတယ်ဆိုတာကိုဒါကျွန်တော်တို့အားလုံးတော်တော်ကြဲကြဲပြန့်ပြန့်ဆွေးနွေးအချက်လက်စုစည်းနိုင်ကြပါတယ်အဲ့ဒီမှာဘာတွေပါလာလဲဆိုတော့ကျွန်တော်တို့တဘောရပွဲလွယ်လို့အချင်းကြနေတဲ့ပုဂ္ဂိုလ်များကျွန်တော်ကိုယ်တိုင်လည်းဒါသိရှိနေနေရေးချင်တာဖြစ်ခဲ့ပါတယ်နောက်တစ်ခုကတော့ဒါပထမအချိန်လွတ်တော်တဲ့တန်းဒါတလိုက်သိစိန်လက်ထက်မှာလက်ထက်နိုင်ငံရေးချမ်းသာစီစီရေးကော်မတီမှာပါဝင်ပြီးတော့ကျွန်တော်တို့ရာပေါင်းများစွာအချင်းသားတွေလွတ်ပြီးနိုင်ခဲ့ပါတယ်အဲ့တော့ခုလည်းပဲကျွန်တော်တို့နိုင်ငံရေးဖြစ်စဉ်ကိုစဉ်းစားတဲ့အခါမှာနိုင်ငံရေးချမ်းသာတွေလည်းလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ရခိုင်အတွက်ကြုံများကိုရည်ပြီးဆောင်ရွက်ဖို့ဆိုတဲ့ကိစ္စတွေလည်းဆောင်ရွက်ခဲ့တာရှိတယ်လို့အကြောင်းကြောင့်တော့ဒီပါရောက်နေတဲ့မြန်မာများပြန်လည်ပြီးတော့ဝင်ရောက်လာတဲ့ကိုကိစ္စတွေဒါကျွန်တော်တို့ဒီကတဲ့ကာလတုန်းကချုံမှန်ဆောင်ရွက်ခဲ့ကြတာရှိတယ်နော်ကျွန်တော်ကိုယ်တိုင်လည်းတော်တော်လေးတည်းကိုဆောင်ရွက်ခဲ့တာဖြစ်တော့အခုလည်းပဲဒီနိုင်ငံရေးအကူအပြောင်းမှာဗလားတူတော့ကျွန်တော်တို့အကြောင်းကြောင့်သဘောထားကွဲလွဲတဲ့သူတွေကိုလည်းပြန်လည်စုံစည်းနိုင်ဖို့ဆိုတဲ့ကိစ္စတွေကအစဆွေးနွေးခဲ့ကြတာရှိပါတယ်ဒါကြောင့်တခါရုပ်ကိုယ်အလုံးမှာကျွန်တော်တို့အကြံပြုချက်တွေမှာပါလဲဆိုတော့ရုပ်ကိုယ်ဆိုတာကအပုံတင်တဲ့ပါတီတွေပဲဝင်ရောက်ရှင်နေလို့ရတယ်ဆိုတော့အပုံတင်တဲ့ပါတီတွေရောအခြားနိုင်ငံရေးအင်အားစုတွေပါဝင်နိုင်တဲ့ကိုယ်ကျေတန်တော့စစ်စစ်ဆွေးနွေးမှုတွေဖြစ်ဖို့ရုပ်ကိုယ်အလုံးမှာဒါကျွန်တော်တို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းကျွန်တော်တို့တချို့ဆိုရင်လုံးဝဖြတ်သိမ်းရမယ်အစ်စွဲရမယ်အဲတော့ကျွန်တော်တို့ဆိုရင်လည်းဒီရုပ်ကိုယ်ကိုဒီတိုင်းလက်ခံနေတာမဟုတ်ဘူးပြင်ဆင်တဲ့အချက်တွေကိုဆွေးနွေးနေကြဆဲဖြစ်တယ်တချို့လည်းသဘောတူထားပြီးဖြစ်တယ်အဲတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာခြေပြတ်တဲ့နေလာတဲ့တစ်ခုကိုတက်တော်တဲ့အချိန်မှာကျင်းပဖို့ဆိုတဲ့အကြံပြုချက်ပါကျွန်တော်တို့ရုပ်ကိုယ်နိုင်ငံကြီးမှာမပါဝင်နိုင်တဲ့အင်အားစုများကိုပါကြည်ကြည်ပြန့်ပြန့်ပါဝင်ဆွေးနွေးနိုင်တဲ့နိုင်ငံရေးဝန်ကျင်တစ်ခုအရေးဖို့အတွက်ကျွန်တော်တို့အကြံပြုခဲ့တာရှိပါတယ်။ဒါကြောင့်ပြန်ထုတ်ပါလို့ရှိရင်ကျွန်တော်တို့ခုနကလူသားချင်းစာနာမှုဆိုင်ရာအကူအညီကိစ္စတွေစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်တစ်ခါကျွန်တော်ပထဝီနိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအကြောင်းအရာတော်တော်များများကိုရတဲ့အခြေအတော်တွင်းမှာတော်တော်လေးပြည့်စုံကျွန်တော်တို့ဆွေးနွေးကြရပါတယ်။အဲဒီချက်လက်တွေကိုစုစည်းပြီးတဲ့အချိန်မှာဒါအဆုံးဖြတ်ပေးနိုင်တဲ့ပုံစံကိုတင်ပြမယ်။တင်ပြပြီးလို့ရှိရင်လက်ကလောဆောင်ရွက်နိုင်တဲ့အချက်တွေရှိတယ်လို့ရရှိဆောင်ရွက်ရမယ်အချက်တွေလည်းဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်အခုကျွန်တော်တို့ဆွေးနွေးချက်တွေဟာ၃ရက်ကပြီးဆုံးသွားတယ်ဆိုပြီးနဲ့အပိတ်ပြီးဆုံးသွားတာပေါ့။ open ended ပါ။ဒါဟာနောက်ဆွေးနွေးပွဲများကိုဆက်လက်စတင်ဖို့အတွက်အဖွင့်ခြေလှမ်းနဲ့ဖြစ်ပါတယ်။ဒါကျွန်တော်တို့လက်ရှိ peace program ၃ရက်အဆုံးသတ်တာ open ended ဖြစ်တယ်ဆိုတာလေဒါကျွန်တော်တို့အားလုံးအဖွင့်မိန့်ခွန်းမှာ NSPNC ဥက္ကဋ္ဌကြီးကိုယ်တိုင်လည်းဆွေးနွေးသွားခဲ့ပါတယ်။ဒါကြောင့်မလို့ဒီဆွေးနွေးချက်တွေကရရှိတဲ့စုစည်းထားတဲ့အချက်တွေဟာရွေးကောက်ပွဲမတိုင်မီကျင်းပရမယ်ပြုလုပ်ရမယ်အချက်များရွေးကောက်ပွဲအလွန်ကြတော့ပြောရရင်လက်ရှိNASA ကတော့ဟုတ်လို့ရွေးကောက်ပွဲအလွန်နိုင်ငံရေးအခင်းချင်းတောင်းရှိသူများကဆက်လက်ဆောင်ရွက်ရမယ်အပိုင်းများဆိုပြီးတော့အဲ့ဒါလိုချက်ချက်ပြန်ဆွေးနွေးခဲ့ကြဖြစ်ပါတယ်လို့ဒါလေးကျွန်တော်ရှင်းပြပေးရစေကျေးဇူးတင်ပါတယ်ဘယ်ဟိုပါမီဒီယာဖွဲ့ရကျွန်တော်ဟုတ်ကဲ့ဒေါက်တာဆောင်ပြောပါပြပါတော့ပါတယ်ကျွန်တော်လူမျိုးတောင်းပါမှာကျွန်တော် boss ကစီအိုလေးကိုထပ်ရှိနေလို့ကျွန်တော်နည်းနည်းလေးဖြစ်ဆိုပြီးဆွေးနွေးပြရစီကျွန်တော်တို့စီဝါရေးမှုတွေလုပ်ပါမယ်အဲ့တော့ပထမဦးဆုံးကတော့ကျွန်တော်ပြောရရင်ဒီ
ဒီငင်းငယ်ဖိုရမ်လို့ပြောရဲကိုပြောရရင်ငင်းငယ်ဆွေးနွေးပွဲတွေသိစီပါလေဒါအဓိကဥတီဆွေးနွေးကြတာတော့ပဏိပခါပေါ့ပြောကြပြီးအပြည့်ခါရဆဲရေးအဲ့တော့လက်နက်ကိုင်ဖွဲ့စည်းရေးချင်းချင်းကြားမှာမျိုးဒီဆောက်ရေးစသဖြင့်ပေါ့နော်ဒီဖိုရမ်မှာတော့ကျွန်တော်တို့ဒီတကြပြပြဆွေးနွေးနိုင်အောင်အခုပထမဆုံးတင်ပို့ပြီးတော့ဖိုရမ်ဆိုတဲ့သဘာဝနဲ့ဟိုစပြီးတော့ပေါင်းတဲ့ထိုက်တဲ့လူရောဆက်ဆံနေတဲ့လူရောအားလုံးပါနေအောင်စီစဉ်ပေးခဲ့ပါတယ်အဲ့မှာဒီကတော့ဆရာတို့မီဒီယာအခမ်းအနားရဲ့ဒီဖာဖို့လည်းကျွန်တော်တို့အများကြီးဆွေးနွေးနေတယ်ဒီနေရာမှာလည်းကျွန်တော်မီဒီယာတွေကိုကျေးဇူးတင်ရှိကြောင်းကျွန်တော်ပြောကြားချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာတို့သတင်းသမားတွေကသတင်းရှိတဲ့နေရာကိုကိုယ်တိုင်ကိုကြနော်ဆရာတို့မှလည်းအခက်အခဲများစွာရှိတယ်။သို့တော်လည်းပဲကိုယ်တိုင်ကိုကြလာပြီးတော့တကယ်အခုချိန်တဲ့လူတွေတင်ပြနိုင်ခွင့်ရခဲ့တာဒါဆရာတို့တွေလည်းအောင်မြင်မှုတရားဖြစ်လို့ကျွန်တော်တို့တွေလည်းဒါမှဝန်ထားတယ်ကျွန်တော်တို့တွေလည်းကျေးဇူးတင်စရာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့မဟုတ်ရင်ဆရာတို့ကမကဲကျွန်တော်တို့လည်းဒါ online media ပေါ်မှာတော့တော်တော်လေးကိုကြက်တဲတွေကြုံတွေ့နေရတဲ့ကာလပေါ့နော်အဲ့တော့ဒါလေးတွေလည်းနောက်မှာပုံပြီးတစ်ချက်မှကတည်တည်ပြည့်ပြည့်ဖြစ်အောင်ဆိုပြီးကျွန်တော်တို့ဆွေးနွေးကြတာရှိတယ်ဆရာတို့တချို့လည်းကြားမှာပါအဲ့တော့ဒီ media တွေရဲ့အခန်းကဏ္ဍလည်းအများကြီးကြည့်တာပေါ့နော်ဒီနေ့